ကဘာကြီးမှာစစ်မီးတွေတောက်လောင်နေချိန်အမုန်းတရားတွေကြီးစိုးနေချိန်မှာမေတ္တာတရားကိုအခြေခံတဲ့ခြေလှမ်းပေါင်းတန်းနဲ့ချီတဲ့ခရီးစဉ်တစ်ခုစတင်ခဲ့ပါတယ်။ဒါကတော့ဓမ္မစေတီဆရာတော်ဦးဆောင်တဲ့ Walk for Peace 2025-2026 ခရီးစဉ်ပါ2025အောက်တိုဘာလ26ရက်နေ့ကစပြီး Texas ပြည်နယ် Fort Worth မြို့ကနေ American မြို့တော် Washington DC အထိမိုင်ပေါင်း2300ကျော်ကိုခြေလျင်ကြွချီနေတာဖြစ်ပါတယ်။ဒီခရီးစဉ်ဟာဆန္ဒပြဖို့မဟုတ်ပါဘူး။လူသားအလုံးရဲ့နှလုံးသားထဲမှာငြိမ်းချမ်းရေးမျိုးစေ့ချပေးဖို့ပါ။ Peace is possible ငြိမ်းချမ်းရေးဆိုတာဖြစ်နိုင်တယ်ဆိုတဲ့ယုံကြည်ချက်နဲ့ပြည်နယ်ပေါင်း10ခုကိုဖျက်ဆီးပြီးမေတ္တာသတင်းစကားတွေကိုဝေငှနေတာပါ။အခုဆိုရင်ဆရာတော်တို့ဟာပန်းနိုင်ဖြစ်တဲ့ဝါရှင်တန် DC ကိုရောက်ဖို့နီးကပ်နေပါပြီ။2026 ဖေဖော်ဝါရီ13ရက်နေ့မှာဒီသမိုင်းဝင်ခရီးစဉ်ပြီးဆုံးမှာပါ။သင်လည်းဒီငြိမ်းချမ်းရေးခရီးစဉ်မှာစိတ်တန်ကိုယ်နဲ့ဖြစ်စေလူကိုယ်တိုင်ဖြစ်စေမေတ္တာပို့ရင်ပါဝင်နိုင်ပါတယ်။ငြိမ်းချမ်းရေးသည်သင်နှင့်အတူစတင်ပါသည်။အားလုံးကိုယ်စိတ်နှစ်ဖြာအေးချမ်းကြပါစေ။